လီဆာဟာဒေါ်လာ9 သန်းရရှိဖို့အစမ်းသက်ခံရင်းနဲ့မတော်တဆမှုကြောင့်ရေခဲတက်တာထဲမှာအနှစ်20ကြာပိတ်မိနေခဲ့ပါတယ်။သူမကတော့တရက်ပဲကြာသွားတယ်လို့ထင်နေခဲ့တာပါပဲ။ဒါကြောင့်နိုးချင်းမှာပဲအိမ်ကိုအမြန်ပြန်ဖို့ဘတ်စကားပေါ်တက်လာခဲ့ပါတယ်။လီဆာလည်းကားခအဖြစ်ဝန်1000ကိုပုံထဲထည့်ပြီးအန်ပြန်ယူဖို့တောင်းနေတော့မှပဲကားဆရာကပတ်စံလူသေးတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်လီဆာကကြောင်တောင်နဲ့ကားခဈေးနှုန်းကိုလှည့်ကြည့်လိုက်တဲ့အခါ1300ဖြစ်သွားမှန်းသိလိုက်ရပါတော့တယ်။အဲ့ဒီနောက်လီဆာကကားဆရာကိုမနေ့ကမှကားခက900ပဲရှိသေးတာလေးလို့ပြောတဲ့အခါကားဆရာကလီဆာကိုတောကနေတက်လာတဲ့တောသူတယောက်လို့ထင်ပြီးကျန်တဲ့ပတ်စံကိုစေတနာနဲ့ပဲရှော့ပေးလိုက်ပါတယ်။ဒီလိုနဲ့လီဆာအိမ်ကိုပြန်ရောက်တဲ့အခါဘာပစ္စည်းမှမရှိတော့တဲ့အခန်းလူကြီးကိုပဲတွေ့လိုက်ရပြန်ပါတယ်။အပြင်ကအိမ်ကြီးချင်းကလည်းဒီရက်ကွက်ကဖြစ်သိမ်းတော့မှဖြစ်ကြောင်းနဲ့အိမ်ရှင်တွေဟာလည်းပြောင်းသွားတာကြာပြီဖြစ်ကြောင်းပြောပြပါတယ်။ဒါကိုကြားပြီးလီဆာလည်းဖုန်းမြန်ထုတ်ပြီးအမေဖြစ်သူစီကိုဆက်ကြည့်ဖို့ကြိုးစားတဲ့အခါဖုန်းအားကကုန်နေပြန်ပါတယ်။ဒါကြောင့်ဖုန်းဆိုင်တစ်ဆိုင်ထဲဝင်ပြီးအားသွင်းကြည့်ဖို့လုပ်တဲ့အခါဆိုင်ဝန်ထမ်းတွေကဒီဖုန်းအားသွင်းကြိုးမျိုးကမရှိတော့ဘူးလို့ပြောပါတယ်။အဲ့ဒါနဲ့လီဆာကလည်းစိတ်ပြက်လက်ပြက်နဲ့ဒါဟာလွန်ခဲ့တဲ့2ရက်ကမှဝယ်ထားတဲ့ဖုန်းတစ်ကြီးပါလို့ဆိုပါတယ်။ဆိုင်ဝန်ထမ်းတွေကတော့လီဆာကိုစိတ်မနှံ့ဘူးလို့ထင်ပြီးရဲစခန်းကိုအကြောင်းကြားလိုက်တာကြောင့်လီဆာဟာရဲစခန်းကိုရောက်သွားပြန်ပါတယ်။ဒါနဲ့ပဲရဲတွေကစစ်ဆေးဖို့လီဆာကိုမှတ်ပုံတင်ထုတ်ပြခိုင်းတဲ့အခါလီဆာအိတ်ထဲကနေခေဟောင်းပစ္စည်းတွေပဲထွက်လာတာကိုမြင်ပြီးရဲတွေလည်းအံ့ဩသွားကြတာပါပဲ။အဲ့ဒီနောက်လီဆာကသူမမှတ်ပုံတင်ကိုပြလိုက်တဲ့အခါရဲတွေကအဲ့ဒါကိုမြင်ပြီးပို့ပြီးတော့အံ့ဩသွားပါတော့တယ်။အကြောင်းကတော့လီဆာကိုမှတ်ပုံတင်ထဲမှာလွန်ခဲ့တဲ့အနှစ်40ကျော်ကမွေးဖွားတယ်လို့ပြထားပေမဲ့အပြင်မှာတော့လူပြိုနေစေဖြစ်နေလို့ပါပဲ။ဖြစ်စဉ်ကလွန်ခဲ့တဲ့အနှစ်20ကလီဆာဟာကျောင်းလက်ခအတွက်ဝန်3000လိုအပ်နေတာကြောင့်လူသားကိုအေးခဲဆန်းသက်တဲ့စီမံကိန်းတစ်ခုမှာပါဝင်ခဲ့ပါတယ်။စမ်းသပ်မှုအကြောင်းအရာကတော့လူခန္ဓာကိုယ်ကို24နာရီကြာအေးခဲထားရင်ဘာတွေဖြစ်လာမလဲဆိုတာသိချင်တာဖြစ်ပေမဲ့စမ်းသပ်မှုပြီးဆုံးခါနီးမှာပဲတာဝန်ခံဒေါက်တာကလမ်းမှာကားမတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတခွဲကန်းထဲမှာလည်းအချက်ပေးတံတွေမိလာတယ်လို့လက်ထောက်ဖြစ်သူကလည်းတခုခုဖြစ်မှကြောက်လန့်ပြီးအရေးပေါ်လုံခြုံရေးစနစ်ကိုဖွင့်မိလိုက်တာကြောင့်လီဆာဟာမြေအောက်ထဲကိုရောက်သွားပါတော့တယ်။စီမံကိန်းမှာယင်းနှိမ့်နှံထားသူကလည်းတာဝန်မယူချင်တာကြောင့်လီဆာဟာစမ်းသပ်မှုမစခင်ကတည်းကထွက်သွားတာပါဆိုပြီးလက်ထောက်ဖြစ်သူကိုလိန်ခိုင်းခဲ့ပါတယ်။ဒါကြောင့်လည်းလီဆာဟာဘယ်သူမှရှာမတွေ့တော့ပဲအနှစ်20လုံးပျောက်ဆုံးနေခဲ့တာပါပဲ။အဲ့ဒီနောက်ရဲတွေကလီဆာရဲ့မှတ်ပုံတင်ချက်လက်ကနေတဆင့်အမေဖြစ်သူရဲ့ဖုန်းနံပါတ်ကိုရှာတွေ့ခဲ့ပေမဲ့အမေဖြစ်သူကိုဆက်သွယ်လို့မရခဲ့ပါဘူး။နောက်ဆုံးမှာတော့လီဆာဟာအမေဖြစ်သူစီအတန်ဖိုင်လေးတစ်ခုခြံထားခဲ့ပြီးသူမရဲ့အရင်ကြောင်းဘက်ကိုထွက်လာခဲ့ပါတယ်။ထိုင်နေရင်းနဲ့ပဲလူတွေတုံးနေတဲ့ခင်မီပစ္စည်းတွေကိုကြည့်ပြီးလီဆာအရန်ကိုအံ့ဩနေခဲ့မိတာပါပဲ။အဲ့ဒီနောက်နေရံပေါ်မှာကတ်ထားတဲ့2019ခုနှစ်ဆိုတဲ့ဒီနိုင်ဆိုင်မုတ်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့လီဆာတကူလုံးတုံးလုံးသွားပါတော့တယ်